ယားရဲ့မေတ္တာထဲမှာကျွန်တော်စီးမျောတယ်ဘာကြောင့်ဆိုတော့ဘယ်လူပေါ်မှာမှရက်တီလို့မရတဲ့ကာလဖြစ်တယ်ဘယ်လူပေါ်မှာမှရက်တီလို့မရဘယ်လူကမှလည်းအာမခံချက်မပေးနိုင်ဘူးဒါပေမဲ့ဖခင်ရဲ့မေတ္တာနဲ့ရှိတဲ့အခါမှာတကိုးပါတဲ့စိတ်ဖြစ်လာတယ်ရဲရင်တဲ့စိတ်တွေဖြစ်လာတယ်ငါတာ၍အောင်မြင်အောင်မယ်ဆိုတဲ့တကိုးပါတဲ့စိတ်ကပို့ပြီးတော့ကြီးထွားလာတယ်အာမင်ဒီပြေဩရစာခန်းကြီးချောင်းအငယ်စနစ်ကနေစာကြည့်အောင်ထို့သောလုံလဝရိယကိုထုတ်၍အဆုံးတိုင်အောင်ယုံမှားခြင်းနှင့်ကင်းသောမျော်လင့်ခြင်းနှင့်ပြည့်စုံခြင်းငါတို့သည်အလိုရှိကြ၏ယုံမှားခြင်းနှင့်ကင်းသောမျော်လင့်ခြင်းနှင့်ပြည့်စုံစေခြင်းငါတို့သည်အလိုရှိကြ၏ဆက်သွားရအောင်73ဘုရားခင်သည်အာဗြဟံ၌ဂတိထားတော်မူသောအခါဘယ်သူ၌ဂတိထားလဲအာဗြဟံ၌ဂတိထားတော်မူသောအခါကိုယ်တော်ထက်သာ၍ကြီးမြတ်သောသူကိုတိုင်တည်၍ကျိန်ဆိုရန်မရှိသောကြောင့်ဒါရေးကြည့်တယ်ငါကျွန်တော်ပြောပြမယ်ကျွန်တော်ထဲမှာတောက်လောင်နေတဲ့အရာတစ်ခုကဘာလဲဆိုတော့ဒီ generation ဟာကျမ်းစာဖတ်တဲ့သူတွေပဲမဟုတ်ကျမ်းစာထဲကအရာတွေကျွန်တော်တို့အထဲမှာဖြစ်တာကိုသင်တို့မြင်တွေ့ရမယ်အာမင်မကျွန်တော်ပြောပြမယ်နှုတ်ကပတ်တော်နဲ့အညီမဆုတောင်းတတ်ရင်အဲ့ဒီဆုတောင်းခြင်းကဘာမှမထီရဘူးဆုတောင်းခြင်းဘလောက်အားကြီးတယ်ပြောတင်ဟာနှုတ်ကပတ်တော်နဲ့ညီတဲ့ဆုတောင်းခြင်းမဟုတ်ရင်ဘာမှမထီရဘူးကြိုက်တဲ့လောက်ဆုတောင်း